နေလေအိမ်အောင်ကြသွားပြီလား မင်းများတဲ့အကြောင်းဘာမှမသိတာ ဘယ်လိုသိမှလဲတော့ဘွားရဲ့အဲ့ဒါပဲတော့ဘွားကျွန်တော်မြတ်သက်ကိုပြန်လာရှာတယ်ဒါဘယ်လိုမှရှာလို့မတွေ့ရဆိုကျွန်တော်နိုင်ငံခြားကိုပြန်လာတော့ကျွန်တော်အခုပြောတော့မကြသေးဘူး အဲ့ဒါလိုဖြစ်ခဲ့ကြတာ哦အေးကွယ်ကံကြမ္မာလည်းရက်ရက်ဆက်ဆက်ချစ်သူနှစ်ဦးကိုခွဲရက်တယ်နော်ရင်နာဖို့ကောင်းလိုက်တာ တော့ကျွန်တော်အခုမြတ်သက်နဲ့ပြန်တွေ့နေတယ်မြတ်သက်တော့ဝမ်းနဲ့အတူရှိနေရမှာ ညတဲ့အကြောင်းဟာမင်းအကြောင်းနဲ့ပို့ပြီးရင်နာစရာကောင်းတယ်မောင်ကျော်ရေ မြတ်သက်ပါလေကျွန်တော်ဘေးကြီးမလုပ်ပါနဲ့ပွင့်နေပြောပါအိမ်အောင်ကြပါလား မြတ်တဲ့ဆုံးသွားပြီ ကောင်းကောင်းမွန်မွန်နှုတ်နီးနဲ့ပြောလို့ရမရလို့ရှိရင်ကိုကြီးလိုချင်တာကိုကိုကြီးကရအောင်ရှိမှာနော်တော်ခဲ့ ဘာလို့တော့ရမှာလဲ။ဩအဲ့ဒါတော့နေသူနဲ့တွေ့တဲ့ခါကျရင်နေကိုသူပြောလိမ့်မှာပေါ့နော်။နေလိုက်မယ်။ဒီလိုနဲ့ကျင်းနဲ့ကျင်ထဲရောက်နေတဲ့အချိန်မှာအဆောင်ကနောက်ထပ်အသေးတယောက်ကချိုသေးကိုလှုပ်ပေးမယ်ဆိုပြီးခေါ်သွားတယ်။ဒီလိုနဲ့ချိုသေး